Mungkin kami sendiri. Kemarin toya pria di sana Komoye tado malam ini wisata mulia itu menglakukan ini. Ega maju sesuatu mengarai kuna udah usaha menglakukan tema ininya alam berita bandro doa Nama dana wajah sini le serobiaga Pondok Mandiri Diu masuk indahti mau dia rapi jauh ya naik siaro pada nabi unta tasa damasri yang paling baru tujuh dekat rapi kan nabung jauh tiga dekat awal nasriya serobiaga balik serobiaga ini alam berita di Jawa terjadi Mandiri Priyadi di Jember terjadi Sambil Syurjaya pada wadang lega Asyinian agama jauh Asyinian nabagu Tenite Nyamajo Bajo Aola Tujare Asyinian nabagu Witau Bire Yesus siapa maksudnya Hei nama Yesero Biaye Tanah dua aku ya laute Tapi tangarawang yang biasa Nyama dia ni Tanah aku Alau jual dia Tanah dua aku ada Tapi orang yang biasa Wito pilih Yesero balik sebalik Priyadi tanah dua Polo nyama dia priyadi loka Sadinanya sada bohimia Lezaya, Ajaya, Adu Yurare, Yamadama, Tujami, Priyadi, Uyegao, Yosuyala, Priyadi, Adot, Mademana, Juza Sayat, Mule, Serobia, Sabali, Alamu, Roma Jareka, Bilo, Serobia, Priyadi, Golevu, Pivo, Adot, Ege, Yoga Bila, Nabali. Jisi siapa yang sini dia doa, nama buza segala bulan ni, aceh dia kundi biu ya, cira ukai, sautar ya dia, nama buza bulan ni mah, siapa yang Yesus gogo, ayam di bisa buza doa sih. Ega maju season kalingaran ni, season kalingaran ini, ya dah nanti jadi. Jangan dia, angsa jago yang dia nak minta suruhga. Siapa dia Asia saja puja sih, nawa kamar sedang jadi, isinya bukan suara, segala jenis dua isinya. Segala rajin sisi cepat Tapi bayi yang umil, biar nama saja boleh Dom dari kami dom minta suruhga. Siapa yang nawa kama ada sedikit kan, isinya ni, juga isinya segala boleh Sesuatu ngaran yang buat sih, jadi sesuatu sih Yesus orang Yesus Siapa mana soal dia juga macam balik, nak kana tasa agama dia beruya, siapa yang terbaik ibu mah, usahawan si balik, nak banyak iman, siapa yang boleh macam dia mana dia nak ikut dia jom, dah jangan cengeng dengan orang usahawan yang mana kalau balik. Ega maju sebenarnya lepas ini juga malu juga. Oh kata kerajaan siapa sifu uzo belajar.
ဒီနေယောဝိဝဇာတုသောကောတောကောဝိနတတုမာတေဘဝံတောန္တရာယသုခိဒီဂာယုဘောဘဝအဘိဝါဒနာတိလိတာနေသဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝဋ္ဌံတုအာယုဝောနောသုခံပလံမဂ္ဂဇာစကတ္တနဲ့တော်ဘုရားဗာတိရှင်များကိုခေါ်တဲ့အခါဆင်းရဲတရားယူပြီးတော့သတ္တဝတိကံကိုပြနေရမှာပါလေမဂ္ဂဇာကိုလက်ခံတော်တဲ့ဒီကံရေးမှုမှာလက်ခံပေးပါရတရားရမှာမဂ္ဂဇာစကတ္တကဘောအတွက်ဉာဏ်မျိုးဒီဒကမာကျော်ရှင်မြတ်၏ရတကနာပြကြသည်လောကမိသားစုစัจ जा ဘွယ်ရဲ့နာမှာဘောကမနောဇာချက်စတဲ့ကိုစကတ်ယူရမ်းပေးပါရနောက်တဲ့မဂ္ဂဇာစကတ်ရမယ်လို့ရှင်ကရောက်လာအောင်သူတော်များများဝေဇေယကစေကုရမိသားစုဓမ္မပူဇာ၅ပိတ်ကျက်စကတ်လူရန်ပေးရတဲ့တရားပါတော့အေးကောင်းစုလို့စုမိသားစုဓမ္မကံမှာဓမ္မပူဇာ၅ပိတ်ကျက်လာရောက်စကတ်လူရန်ပေးပါဘုက္ခကိုလေးရွေးယူစုမိသားစုကိုနေဝင်လာအောင်ရတဲ့ဓမ္မပူဇာ၅ပိတ်ကျက်မဒီဘက်ချက်လိုက်နော်ကုမျိုးလူမျိုးတော်ဦးမိသားစုအောင်လာရရဲ့ဓမ္မပူဇာမှာပေးတဲ့စကားပြောပြပါစကူလူရှင်ကကိုစီတူတဲ့ဘက်ကနေစီမိသားစုတွေပါလေမတ်ဝတ်ချက်လိုက်
နေ့ညတရားတော်မှာချင်းရင်ဟောကြားတော်မူပြီးမာရေဒီအစိုးရတိုက်ဖြစ်မောင်ငယ်ဗန္ဒီဆရာတော်ဘုရားအားရန်ကုန်မြို့၏ရန်တိုင်ကရန်ရကနာကြည်ကြတဲ့အောင်စကြမိသားစုများနဲ့လည်းအားလုံးပရိသတ်ဘာတော်ကောင်းတို့ပေါင်းစုပြန်တဲ့ဓမ္မပူဇာအာရိယပူဇာတော်မှာ85ခိုင်3000ကျပ်ဖြစ်ပါတယ်ဗျာဒီ85ခိုင်3000ကျပ်မှာဖြစ်ပေါ်လာတဲ့ဒီစီလေးပါကိုဆရာတော်ဘုရားလူရှိတော့ကကပ္ပိယကကတံအလူခန္ဓာဘဝရရည်တော်ယုဒိစာရှောက်ထားပါသည်ဗျာယနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုလူရှင်များနဲ့လည်းအလုံးသောသူတော်ကောင်းများရဲ့အမှုကို30ဘဝကျင့်ကြတဲ့ဝိရိယကတ္တဝများအားကုသိုလ်အကျင့်များရရှိစေရန်အတွက်ဆရာတော်ဘုရားမှာဤဇတ်တုံချများပေးဝေခြင်းအမှုပြုပြီးတော်ဘဝရဘုရားပြည်တော်ခြေတော်မူခိုင်ယုဒိစွာရှောက်ထားအပ်ပါသည်ဗျာအလုံးတဲ့လိုက်ဆိုအောင်အရှင်ဘုရားသရာတိလသာကပညာလေးဖြာတရားညီညကြကုန်သောဘိတော်တို့သည်မွန်ပြည်နယ်တန်ကျူစရမြို့ဓမ္မာရာမတော်ရပရိယတိသာသနာဥစီပဌာနနာယကနိုင်ငံတော်ဘုဒ္ဓငါမောဆောင်အရှင်ဓမ္မရခိတာသင်္ကာရဣတကတဘောအထူးဆောင်အရှင်မြတ်ဤတတ်တော်52နှစ်ပြည့်ဝိဇာတမွေးနေ့ကုသိုလ်တော်မင်္ဂလာနဲ့အကမဟာကျော်အရှင်စန္ဒကာသင်္ကာရဤဘုရားဝိသေထပူဇာမင်္ဂလာအကျိုးဓမ္မသဘေနဟောကြားအပ်သောဣတကသုံးပုံဒီကေ9ရက်ပါဠိတော်အထကရာဒုနပတိနကဒေသနာတော်အနေဖြင့်လာရှိသောဘုရားသာသနာစိလာတေတုဖြစ်အောင်ဘယ်လိုစောင့်ရှောက်မလဲတရားတော်မြတ်ကိုလူသေးစွာနာယူမှတ်သားကြပါကုန်၏အရှင်ဘုရားတရားတော်ကိုသောတော်အပြင်ဓမ္မဒါနဓမ္မပူဇာလူတော်ဝင်များကိုတရားယရနာအားသက္ကတူရပါ၏အရှင်ဘုရားဣဒံမေပုံညာနိဗ္ဗာနတသစ္စယောဟောတုအရှင်ဘုရားယနေ့ယခုဘိတော်တို့သုအားထုတ်ရသောကုသိုလ်ကောင်းမှုအကြောင်းစုသည်ဒုက္ခခတ်သိနေရမံယနေ့ပါ၏အာကောင်းသောအကြောင်းအထောက်အပံ့ဖြစ်ပါစေတည်းဣမံပုံညပါခံသဗ္ဗတတ္တနံအာစီမအရှင်ဘုရားယနေ့ယခုအကျွန်ုပ်တို့ပြုစုအားထုတ်ရသောကုသိုလ်ကောင်းမှုအစုစု၏အဖို့ပါကကိုမိဘဘိုးဘွားဆရာသမားများကိုစာထား၍ကိုယ်ဆောင်နဲ့ကျောင်းဆောင်နဲ့အိမ်ဆောင်နဲ့ဝင်းချံဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့
သာသနာတော်ဆောင်နဲ့သတ္တုလောကပါဠနဲ့တရားမင်းယမမင်းအစရှိသောသာမာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအမြေဝေငှပါကုန်၏ဘုမကျွဲရကုန်သော30ပုံနာကျင်လေကုန်သောဝိနေယဒုခိတာဒုခိတာသတ္တဝါအပေါင်းတို့အားအမြဧဝေငှပါကုန်၏ဘုထုများစွာသတ္တဝါတို့သည်အကျွန်ုပ်တို့နှင့်သတ္တုညီမြအမြရကြ၍ကိုယ်စိတ်နှပြညမှာသံသာကြသည်သိကြပါစေကုန်သောအောင်ငလာဓမ္မပလီလန်းမှာတရားဟောတဲ့
ထေတန်ကရှင်မတုံတရေတသေးပြုလို့ရေစက်ချလို့အပြဝေခဲ့ပြီအောင်တပြေငွေခယူနဲ့စီတုသွင်းကအောင်ရန်တွေနဲ့ဆင်းအောင်မြင်နေလို့တရားလူပွဲစီအောင်မြင်ပါပြီအောင်မင်္ဂလာဓမ္မပလင်နံမှာတရားဟောတဲ့ထေတန်ကရှင်မတုံလေးတသေးပြုလို့ရေစက်ချလို့အမြောက်ဝင်ခဲ့ပြီအောင်တပြေငွေခယူနဲ့ဇေတုသွင်းကအောင်ရန်တွေနဲ့ဆင်းအောင်မြင်နေလို့တရားလူပွဲကြီးအောင်မြင်ပါပြီဆောင်ညွန်ပြဓမ္မဂတိကဆရာတော်အရှင်ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်အတွက်ပင်နေလှည့်ကတရားဟောပြတာစဉ်ဆရာတော်ချင်းချနေရအောင်မြင်နေလို့ထွက်ပေါ်လာပြီရှင်ရှင်လူမတို့ရေစက်ချလို့တရားပြီးတိရွှေရွှေမိုးတွေငွေမိုးတွေရတနာမိုးတွေရွာသွန်းဖြာလို့စေဓမ္မတဘောပါရှင်အစတိုးကလူရန်ပါတော့ရှင်သမီးနေတထားစိန်စုမုံတောင်းမြည်အောင်စီအောင်မောင်းတီးလို့တရားသူပွဲကြီးအောင်မြင်ပါပြီအောင်မင်္ဂလာဓမ္မပလင်နံမှာတရားဟောတဲ့ထေတန်ကအရှင်မတုံတွေတသေးပြုလို့ရေစက်ချလို့အမြောက်ဝင်ခဲ့ပြီအောင်တပြေငွေခယူနဲ့ဇေတုသွင်းကအောင်ပန်းတွေနဲ့ဆင်းအောင်မြင်နေလို့တရားလူပွဲကြီးအောင်မြင်ပါပြီဆောင်ညွန်ပြဓမ္မဂတိကနိုင်ငံကျော်အရှင်ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်အတွက်ပင်နေလှည့်ကတရားဟောပြကအစဉ်ဆရာတော်ချင်းချနေရအောင်မြင်နေလို့ထွက်ပေါ်လာပြီရှင်လူမတို့ရေစက်ချလို့တရားပြီးတိရွှေရွှေမိုးတွေငွေမိုးတွေရတနာမိုးတွေရွာသွန်းဖြာလို့စေဓမ္မတကူပါရှင်အစတိုးကလူရန်ပါတော့ရှင်သမီးမေတ္တာဆွေစုမတောင်းမြည်အောင်စီအောင်မောင်းတီးလို့တရား